အိမ်မှာထိုင်နေဆေးတောက်ပြီးတော့ကြာလာတဲ့ဝိတ်ကနော်အရေပြားတွေပြော့တွဲညတွင်းနေကြအားတွေမရှိဒေါသတွေအတွက်စိတ်တွေဆိုးနော်ကျွန်တော်တို့လောကကြီးမှာကနော်အစီချဆေးလို့ပြောရတာအကုန်လုံးကောင်းတာမဟုတ်ဘူးလို့အကုန်လုံးမကောင်းတာလည်းမဟုတ်ဘူးကဲမင်္ဂလာပါဗျာကဲကျွန်တော်ဒီကနေ့ဖြေရမယ့်မိကွန်းလေးကအစီချဆေးတောက်ပြီးတော့ကိုယ်လေးချိန်ချတာကောင်းသလားမကောင်းဘူးလားဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ရဲ့အမြင်လေးကိုသိကျင်ပါတယ်တဲ့အဲ့လိုမေးထားတာဗျအဲ့လိုမေးထားတာဆိုတော့ကျွန်တော်ကပဲမိကွန်းတွေပြန်မေးရမလို့ဖြစ်နေပြီ။ဘာကြောင့်လဲဆိုတော့အစီချဆေးကကျွန်တော်တို့တစိမ့်အမျိုးမျိုးနဲ့ကျွန်တော်တို့ဈေးကွက်မှာရှိနေတာတစုံတစ်ယောက်အတွက်ဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုအတွက်မှာသူတို့ကဥမာမောင်ဖြူကထုတ်တဲ့အစီချဆေးကသူတို့အတွက်ကိုက်ညီတယ်တင့်တော်တယ်ဆိုပြီးတော့တခြားလူတွေကိုလိုက်ပြီးတော့တလောကလုံးအကုန်လုံးလိုက်ပြီးတော့ကိုက်ညီတယ်တင့်တော်တယ်လို့လိုက်ပြောလို့မရဘူး။တယောက်တယောက်ကကျွန်တော်တို့အလုပ်အကိုင်းခန္ဓာကိုယ်အချိုးအစားမျိုးဗီဇနော်ဘယ်တိုင်းဓာတ်ဒီဝါတာလဲဆိုတာကတူညီကြတာမဟုတ်သလိုလောကသဘာဝအရာလဲသူအစဉ်ပြေတိုင်းကိုယ်အစဉ်ပြေခြင်းမှပြင်ပါအဲ့တော့တချို့အစီချဆေးတွေကနာမည်ရှိတယ်ဈေးကောင်းတယ်ပစ္စည်းကောင်းတယ်တချို့ဆေးတွေကတော့အခုမှဈေးကွက်မှာနေရာယူတော့အဲ့တော့ကျွန်တော်တို့ကဘယ်ဆေးရတော့ကောင်းပါတယ်လို့နာမည်တက်ပြောလို့ရှိရင်ကျန်တဲ့ဆေးတွေမကောင်းပါဘူးလို့ပြောသလိုဖြစ်မယ်အဲ့တော့ဘယ်ဆေးရတော့မကောင်းပါဘူးလို့လည်းကျွန်တော်တို့မှာကအဲ့လိုတပားသူတွေရဲ့ထမင်းအိုးကိုမကွဲလို့နော်အဲ့တော့ဒီဆေးဝါးတွေနဲ့ပတ်သက်လာရင်ကျွန်တော်ရဲ့ငွေချင်းမိတ်ဆွေတွေကနော်ပထမတစ်ချက်ကကိုယ့်ရဲ့အသိဉာဏ်ပညာပြီးတော့ကိုယ့်ရဲ့ဒီလေ့လာနိုင်စွမ်းဗဟုသုတတွေနဲ့မေးမြန်းပြီးတော့သုံးဆောင်တဲ့တယ်ဒီနေရာမှာအကျွမ်းကျင်ဆုံးကတော့ဆရာဝန်တွေဖြစ်လိမ့်မယ်ဆေးပညာရှင်တွေကတော့ဒီနေရာမှာသူတို့လေ့လာသင်ယူတဲ့ပညာရပ်တွေကအတော်ဆုံးထက်ဆုံးနေပဲเนาะအဲ့တော့ဘယ်တစိမ့်မျိုးဘယ်ဆေးမျိုးစားမျိုးကိုဘယ်အတိုင်းတာဘယ်လိုတောက်ရမလဲဆိုအညွှန်းတွေသူတို့မေးရလိမ့်မယ်ကျွန်တော်ဒီနေရာမှာကျွန်တော်အကြံပေးတာကဘယ်ဆေးကိုတောက်ပါဆိုအကြံပေးချင်တာမဟုတ်ဘူးဆေးတောက်ပြီးတော့ပဲဝိတ်ချမလားเนาะအားကစားလုပ်ပြီးတော့ပဲဝိတ်ချမလားလို့ကျွန်တော်မေးခဲ့ရင်ကျွန်တော်ကတော့အားကစားလုပ်ပြီးဝိတ်ချပါလို့ကျွန်တော်အကြံပေးချင်တာဗျเนาะဘာကြောင့်လဲဆိုတော့ကျန်းမာရေးပညာရှင်တွေပြောထားတဲ့လောကမှာဘေးထွက်ဆိုးကျိုးကင်းတဲ့ဆေးဝါးတစ်ခုမှမရှိဘူးလို့သူတို့ပဲစမ်းသပ်လေ့လာချက်အရာထုတ်ပေါ်ပြောကြားထားတယ်ဗျเนาะအဲ့တော့အနေနဲ့အများတော့ဘေးထွက်ဆိုးကျိုးရှိလိမ့်မယ်အဲ့တော့တကယ်လို့ကျွန်တော်ရဲ့မိတ်ဆွေတွေကအားကစားတစ်ခုတည်းနဲ့ဒီကိုလေးချိန်မချနိုင်ဘူးဆိုရင်တော့ခုနကပြောတဲ့ဆရာဝန်တွေရဲ့ညွှန်ကြားချက်အတိုင်းကိုကြိုက်တဲ့တင့်တော်တဲ့အစီချဆေးတမျိုးမျိုးရွေးချက်ပြီးတော့သူကြီးတယ်တောက်ပြီးတော့မချနဲ့ဘာလို့သူကြီးတယ်တောက်ပြီးမချနဲ့ဆိုတော့သူကြီးတယ်တောက်ပြီးချလို့ရှိရင်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုယ်လေးချိန်ကြာပြီးတော့အစီလောင်ကျွမ်းလာမှာဖြစ်ပေမဲ့ပျော့တွဲရော်ရဲလာဖို့များတယ်တော်တော်များများကအဲလိုပဲကြုံတွေ့နေကြတာဒါရင်းနဲ့သူတို့ကမပြောပြကြဘူးဗျာကျွန်တော်ထင်ပါတယ်ရှစ်လို့ထင်ပါတယ်အဲ့တော့ဒီအတိုင်းပဲအိမ်မှာထိုင်နေရင်ဆေးတောက်ပြီးတော့ကြာလာတဲ့ဝိတ်ကနော်အရေကားတွေပြော့တွဲညတွင်းနေကြအားတွေမရှိဒေါသတွေအတွက်စိတ်တွေဆိုးနော်ပြီးတော့ဟိုဟာမစားခြင်းဒီဟာမစားခြင်းအိတ်မပြောနော်စိတ်ကြောက်ကြရတွေဖြစ်ကြတာများတယ်နော်အဲ့တော့တကယ်လို့ဆေးလဲတောက်ချင်တယ်ဆိုရင်တော့ဆရာဝန်ညွှန်ကြားချက်နဲ့တော့ကျန်းမာရေးအားကစားတစ်ခုခုကိုလှုပ်ဆောင်ရမယ်နောက်ဆုံးလမ်းလျှောက်တာဖြစ်နော်အိမ်မှုကိစ္စလုပ်တာဖြစ်ကိုလက်လှုပ်ရှားတစ်ခုတနေ့ချွေးထွက်ပြီးတော့သွေးလက်ပတ်မှုအားကောင်းတဲ့ဟာတစ်ခုခုတော့လုပ်ရမှာပါဗျာဂျင်သွားပြီးတော့တကယ်နော်ဂျင်ထရိနာတွေနဲ့ပညာရှင်တွေနဲ့တိုင်ပင်ပြီးတော့တစ်ဖက်ကလည်းအားကစားလုပ်မယ်တစ်ဖက်ကလည်းစေဝါကိုစနစ်တကျသုံးဆွဲမယ်ဆိုရင်တော့ပို့လို့တောင်ကောင်းသေးတယ်เนาะအဲ့လိုပဲကျွန်တော်ကအကြံပေးလို့တယ်။ဘာကြောင့်လဲဆိုတော့လောကကြီးမှာကျွန်တော်တွေ့ကြုံခဲ့တဲ့တက်တန်းအရာဆေးတောက်ပြီးတော့ဝိတ်ချတဲ့သူတွေရှိတယ်ပြီးတော့အစားလျှော့ပြီးတော့ဝိတ်ချရတဲ့သူရှိတယ်သူတို့ကဂျင်မကစားကြအောင်เนาะအဲ့လိုရှိတယ်เนาะပြီးတော့ဂျင်ကစားပြီးတော့ကိုလေးချိန်ချရတဲ့သူတွေရှိတယ်။ဘာကွာသွားလဲဆိုတော့ဥမာကိုလေးချိန်ပေါင်း200ရှိတဲ့သူချင်းတူလို့ရှိရင်အစားတွေလျှော့မယ်ဆေးတွေတောက်မယ်အဲ့လိုလုပ်ပြီးတော့ကြာသွားတဲ့ဝိတ်ကပေါင်150အောက်ကိုရောက်သွားပြီဆိုပါစို့နော်အသားရည်တွေပျော့လာတယ်တွဲလာတယ်မျက်ကွင်းတွေကျလာတယ်အားတွေမရှိတော့ဘူးတနေ့မိသားစုအရေးစီးပွားအရေးပညာရေးတွေမှာအလုပ်တွေသူတို့စိတ်ပါဝင်စားမှုမရှိကြတော့ဘူးအဲ့လိုပဲအားကစားတစ်ခုခုနဲ့နော်ကျွန်တော်တို့ကိုလေးချိန်ချတဲ့လူတွေမှာကြတော့အဲ့လိုပဲပေါင်200ဝန်းကျင်ရတယ်150အောက်ကိုကျသွားပြီဆိုလို့ရှိရင်ပျော်ရွှင်ကြတယ်ကျမ်းမာကြတယ်တွက်လက်ကြတယ်ခိုင်းတဲ့ပူအားတွေရှိလာတယ်အလုပ်ကိုင်းတွေပို့လုပ်နိုင်တယ်အသားရည်ဆိုးပြိုးပြီးကြက်လက်ပြီးတင်းတင်းရင်းရင်းနဲ့ကြာတာဒါကျွန်တော်ကိုယ်တွေပဲနော်လူပေါင်းများစွာအဲ့လိုကျွန်တော်တွေ့ခဲ့ဘူးအဲ့တော့ကျွန်တော်ကတော့
ခုနပြောသလိုတပားသူတွေရဲ့စီးပွားရေးနော်ဒီကိုမထိခိုက်စေလိုဘူးအဲ့တော့ဆေးတောက်မယ်ဆိုလဲဆရာဝန်ညွှန်ကြားချက်တိုင်းတောက်ပါပြီးတော့လေသူကြီးတယ်မတောက်ပါနဲ့ကျန်းမာရေးတစ်ခုခုနော်လှုပ်ရှားပါကျွန်တော်တို့လောကကြီးမှာကနော်အစီချဆေးလို့ပြောရတာ ਨੇ အကုန်လုံးကောင်းတာမဟုတ်ဘူးလို့အကုန်လုံးမကောင်းတာလည်းမဟုတ်ဘူးကျွန်တော်တို့တခြားအရာတွေကျွန်တော်လူဆိုတာနဲ့ကဲနော်ဒီလူကလည်းကောင်းတယ်ဟိုလူကလည်းကောင်းတယ်နော်တလောကလုံးကောင်းတယ်မဖြစ်နိုင်ဘူးအဲ့လိုတလောကလူဆိုးလည်းမဖြစ်နိုင်ဘူးတခြားကုန်ပစ္စည်းဒီတိုင်းနဲ့ brand တွေကအမျိုးမျိုးတယောက်ကဒီအမျိုးစားကြိုက်တယ်နောက်ကနောက်တစ်မျိုးစားကြိုက်တယ်အဲ့တော့ကျွန်တော်ခုနပြောသလိုဒီအစီချဆေးမှာကျွမ်းကျင်တဲ့ပညာရှင်တွေကိုတိုင်နေမှမှန်ကန်တဲ့အဖြေရမှာပြီးတော့ကျွန်တော်နောက်ထပ်တစ်ခုနော်မမေးထားပေမဲ့ထပ်ပြီးတော့အကြံပြုလိုတာကအစီချဆေးလဲတောက်တယ်အားကစားရေးလုပ်ရဆိုရင်တော့လုံတော့မလုံလောက်သေးဘူးနော်နောက်ထပ်ဘာထပ်ပြီးတော့အဓိကအရေးကြီးဆုံးဖြစ်တဲ့အရာလဲဆိုတော့အစာအာဟာရသုံးစွဲမှုအဲ့ဒါအရင်အရေးကြီးတယ်တော်တော်များများကျွန်တော်တွေ့ဘူးတယ်ဒီလဲတောက်တယ်လေ့ကျင့်ခန်းလုပ်တယ်အစားတောက်ကြတော့မစင်ချင်ဘူးမတင့်တော်တာတွေစားတယ်အဲ့ဒါဆိုရင်လေခုနပြောသလိုဆေးရလဲမစွမ်းသလိုကျွန်တော်တို့ဂျင် trainer တွေမပြောတဲ့တဘိုးရှင်တောင်မှလုပ်ပေးနိုင်ဖို့မလွယ်ဘူးအဲ့တော့တချို့ကထင်တယ်ဟောငါတို့ကဒီအစားအစာငါတို့ကတဲ့တယ်များများစားလို့ရတယ်မဟုတ်ဘူးတဲ့တဲ့အစားအစာကိုလည်းတင်းတင်းတဲ့လောက်စားမတဲ့တဲ့အစားအစာကိုတော့လုံးဝရှာအစားအသောက်ကိုလည်းစင်ချင်မှကိုကလေ့ကျင့်ခန်းလည်းလုံးမှစေးဝါးကိုလည်းဆရာဝန်တွေရဲ့လက်ညွှန်ချက်တိုင်းလုံးမှကျွန်တော်ရဲ့မိတ်ဆွေတွေကလူရခီးကိုရောက်ပါဗျအဲ့ဒါလေးကိုကျွန်တော်ပြည့်စုံပြီးတော့ပြောပြရစီဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်